ဒီမျိုးသမီးတယောက်မှာရွှေဖြစ်လှုပ်ထားတဲ့လက်တစ်ဖက်ရှိပါတယ်။တနေ့တုန်းကတောထဲမှာတစ်ပင်ခုန်နေစဉ်တစ်ပင်တစ်ပင်လဲကျပြီးသူမရဲ့လက်ပေါ်ကိုဖိမိသွားပါတယ်။သူမရဲ့ခင်ပွန်းကတစ်ပင်ကိုဖယ်ရှားဖို့အတော်လေးစူးစမ်းပေမဲ့မဖယ်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်သူမရဲ့အသက်ကိုကယ်ဖို့လက်ကိုတန်တရာနဲ့ဖြတ်ပစ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအဖြစ်ပြက်ပြီးနောက်သူမကကိုယ့်ရဲ့ဖြတ်ထားတဲ့လက်ကိုတွေ့တိုင်းစိတ်မကောင်းဖြစ်ပြီးအမြဲဝမ်းနည်းနေခဲ့ပါတယ်။ဒီအခြေအနေကိုမြင်တဲ့ခင်ပွန်းကသူမအတွက်လက်စားထိုးတစ်ဖက်ကိုဒီဇိုင်းဆွဲပြီးပြုလုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမကရွှေဖြစ်လှုပ်ထားတဲ့လက်ကိုပဲလိုချင်ခဲ့ပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်ခင်ပွန်းကရွှေလက်တစ်ဖက်ကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။သို့တော့အဲ့ဒီရွှေလက်ကြောင့်သူမရဲ့ခန္ဓာကိုယ်မှာကူးစက်ရောဂါတွေဖြစ်လာပြီးနောက်ပိုင်းမှာသူမသေဆုံးသွားခဲ့ပါတယ်။သေမဲ့မတိုင်ခင်ခင်ပွန်းကိုတောင်းဆိုချက်တစ်ခုပေးခဲ့ပြီးကိုလောင်းကိုရွှေလက်နဲ့အတူတင်ကြိုပေးဖို့ကတိယူခဲ့ပါတယ်။ခင်ပွန်းလည်းအဲ့ဒီအတိုင်းလုပ်ပေးခဲ့ပါတယ်။အချိန်ကြာလာတဲ့နောက်ခင်ပွန်းကအလွန်ဆင်းရဲသွားပြီးအသက်ရှင်ဖို့ငွေလိုအပ်လာပါတယ်။အဲဒါကြောင့်သူ့မိန်းမရဲ့တင်ချိုင်းကိုသွားပြီးတူးဖော်လိုက်ပါတယ်။ရွှေလက်ကိုထုတ်ယူချိန်မှာသူ့မိန်းမရဲ့မျက်လုံးတွေရုတ်တရက်ဖွင့်လာခဲ့ပေမဲ့သူကအရေးမထားဘဲရွှေလက်ကိုယူပြီးအိမ်ကိုပြန်သွားလိုက်ပါတယ်။အဲဒီညမှာပဲသူ့မိန်းမကကိုယ့်ရဲ့ရွှေလက်ကိုပြန်ယူဖို့လာရောက်ခဲ့ပါတယ်။ကြောက်လန့်သွားတဲ့ခင်ပွန်းကရွှေလက်ကိုပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမကကိုယ့်လက်ကိုပြန်ယူပြီးမကြခင်မှာပဲခင်ပွန်းကိုတပ်ပစ်လိုက်ပါတယ်။